ဖုံးပွတ်တာဘနေ့ရက်ကြာရင်တိတ်အောင်တော့ပျက်စီးသွားမလဲပထမရက်အစာပိုင်းမှာတော့ပျော်စရာကောင်းပါတယ်ဗီဒီယိုတွေကြည့်ပြီးရေမောမယ်တငယ်ချင်းတွေကိုမီးမဒီပို့မယ်ပေါ့တဲ့ဒိုပါမင်ဓာတ်တွေတက်လာပြီးနေလို့ကောင်းနေပါလိမ့်မယ်ဒုတိယရက်မျက်တောက်ခတ်တာရပ်သွားပါပြီတဲ့အာယုံစိုက်လုံးနေပြီးမျက်လုံးတွေခြောက်သွေးလာမယ်ရင်ငွေ့တွေခန်းချောက်သွားတဲ့အတွက်မျက်လုံးတွေหนีရဲလာပါလိမ့်မယ်တတိယရက်တင်ဟာတန်တရာထဲမှာနစ်မြုပ်နေပြီးပြင်ပကဘာကြီးကိုလှစ်လူရှုထားပါပြီတင်မသွားတဲ့နေရာတွေအထိနက်နက်ရှိုင်းရှိုင်းရောက်သွားပြီးမတိကျင်တဲ့အမှန်တရားတွေကိုတူးဆွဲမိပါလိမ့်မယ်စတုထရဲ့နာကျင်မှုတွေစလာပါပြီ Blue light အပြာရောင်အလင်းနှန်းတွေကမယမနာဝင်ရောက်လာပါတယ်မျက်လုံးအာရုံခံလွှားကိုဖောက်ဝင်ပြီး microwave ထဲထည့်ထားသလိုအုံနောက် cell တွေကိုချက်ပြုတ်နေပါလိမ့်မယ်တန်ခွင်းနဲ့ဆွတ်ထားသလိုမျိုးခေါင်းအကြီးအကျယ်ကိုက်လာပါလိမ့်မယ်ပြင်စမရဲ့တင်းအိတ်မပြော်တော့ပါဘူးတင့်ခန္ဓာကိုယ်ရဲ့ဇီဝနာယီပျက်စီးသွားပါပြီကော်တီဆောစိတ်ဖိစီးမှုဟော်မုန်းတွေတက်လာတာကြောင့်တင့်နှလုံးကနံယူးတွေကိုထူးရိုက်နေသလိုတဒုံဒုံခုန်နေပါလိမ့်မယ်ဖုံးကိုချလိုက်ရင်နာကျင်မှုကိုမခံနိုင်တော့တာကြောင့်ပြန်ကောက်ကင်မိပါလိမ့်မယ်စစ်ထမရက်ကြောက်စရာပါပဲတင့်ပဝန်းကျင်ဘက်အမှန်တရားတွေပြိုလဲစားပြူလာပါပြီမျက်လုံးအာယုံကြောတွေချိုယွင်းလာပြီးအခန်းထဲမှာပုံရိပ်ရောင်တွေဝါသားသားမြင်လာရမယ်မျက်လုံးတောင်စွန်းတွေကနေအရာဝတ္ထုတွေရွေလျားနေတာကိုမြင်ရောင်လာပါလိမ့်မယ်တတမရက်စနစ်တစ်ခုလုံးပျက်စီးရပ်တန့်သွားပါပြီစက်တိုက်လှုံ့ဆော်မှုလွန်ခဲ့တာကြောင့်တင်ဦးနောက်ကမိခိုးရောင်အနစ်ဖက်ကြီးလိုဖြစ်သွားပါပြီတင်မရှိတော့ပါဘူးအဆုံးမရှိဖုံးပွတ်နေတဲ့စိတ်မဲ့ဇွန်ဘီတကောင်ပဲကြံမာတော့တယ်